မောင်ညိုကြီးသားလေးမင်းကပါဇက်ကနေပဲကြိုးစားပြနေတယ်မင်းတကယ်အောင်မြင်ခြင်းနဲ့ဆိုရင်မင်းလက်တွေ့အကောင့်ထဲပေါ်ရမှာမင်းလူငယ်ပဲခေတ်ကိုသဘောပေါက်ပြီးတော့ရှေ့ရေးတွေးစားမှာဝါလူလေးဟာ ဟုတ်ကဲ့ပါဗျာဒါလေလက်ချိအရှင်ကြီးကအကောင်းဆုံးပြအောင်စူးစမ်းကြည့် မင်းပြောတဲ့လေသားမင်းကိုယ်ပိုင်စကားမဟုတ်ဘူးမင်းတယောက်ယောက်နောက်လိုက်နေတာသူများနောက်လိုက်ရင်လေအဲ့ဒါဖုန်နေထပြီးတော့မင်းလေကောင်းလေသားရှူရမှာမဟုတ်ဘူးအဲ့မင်းသူများရှိရအောင်သွားလေဝါကြီးရှူလိုက်အဲ့လိုလို့ဆိုမှသူများရှိမှနေအောင်လှုပ်ထားမှာကွာငါသားလေးရတယ်မောင်မျိုးကြီးအဖေပြောတာလေမင်းနားလေ ဟုတ်ကဲ့ ဟေး ဟုတ်တယ် ဟေး ကိုကြီးတူတော့တောင်းနေ ငါတောင်းကွာ ဟောကျွန်တော်အိမ်မှာလေစားကြံမရှိလို့စံတပီလောက်ချီးပါခင်ဗျာ ကိုမြတော့လေမပြောကျင်တော့ဘူးခလေးလည်းအများကြီးမွေးဘာလုံးမလည်းမလုပ်ဘူးအရက်တောက်ဖို့ပဲသိတယ် အေးဟာနင်ပြောလဲခံရမှာပါပဲငါကကံမကောင်းတာပါ ကိုမြကိုကကိုအသုံးမကျရလဲပြောလေသူကသူနေနေတဲ့ကံကိုသွားပြီးတော့အပြည့်ပြောနေပြန်ပြီကိုကောင်းအောင်လုပ်ရင်ကံလည်းသူကသူကောင်းလာတယ်ပြောနေလဲရအောင်ဟုတ်ပါဘူးကဲဟဲ့ဒီကနေ့ပြီးလိုက်ပြန်လဲပေးမနေနော်ပြန်တခါလေးယူသွား ကျေးဇူးတင်ပါတယ်ကို အေးအဲ့ကျေးဇူးကဘာလို့လုပ်လို့မရဆက်ဆက်